7လေးဘယ်လိုပုံစံလေးပြန်ချိန်ချင်တာလဲ စပင်က rebound လုပ်ထားလဲကြာပြီဆိုတော့လေအစ်စ်ထက်ထွက်လိုက်ဟာရဒီလိုမျိုးတိမ်ပြီးတော့စပင်ကငကိုလဲနည်းနည်းလှိုင်းရှိတော့အဲ့ဟာလေးကိုဝစ်စင်တာမှာ อ๋อဟုတ်ချင် ထွာ တာ နေတဲ့ဟာလေးပေါ့မတိမတက်နဲ့အဲ့လိုကောက်ကောက်လေးထွက်နေတဲ့ဟာလေးတွေရောနည်းနည်းဝစ်စင် အဲ့အောင်မှနည်းနည်းလေးလှိုင်းပြီးသွားခြင်းနဲ့ဆိုရအောင်လေးပဲစပင်ကအောက်မှာအားမရှိဘူးနောက်ပြီးတော့စပင်ကနည်းနည်း weight ပေါ့တယ်လို့လေးဖြစ်နေညီမလေးရဲ့အဲ့ဟာကိုမှလေးအမ treatment လေးပြန်ယူစီခြင်းနဲ့ ဟုတ်အဲ့ဆိုတစ်ခါရေးပြီးလုပ်လိုက် လေးပဲလုပ်လိုက်ဟုတ်အဲ့ဒါစလိုက်အောင်နော်7လေးဘယ်လိုပုံစံလေးပြန်ချိန်ချင်